ကြောက်ချင်ဆိုတဲ့အတန်ကိုကြားလိုက်မယ်ဆိုရင်ဂျိုင်းလေးနဲ့နေရာမှာသုံးတာလို့ပဲအများစုကမြင်ပါလိမ့်မယ်။ဒါပေမဲ့ကြောက်ချင်ကိုအသုံးပြုလို့ရတဲ့တခြားနည်းလမ်းတွေအများအပြားရှိပါတယ်။ကြောက်ချင်ဆိုတဲ့နေရာမှာလည်းကြောက်ချင်အမျိုးအစားတွေကအမျိုးမျိုးရှိပြီးအိမ်တွင်းသုံးနည်းလမ်းတွေမှာအသုံးပြုလို့ရတဲ့ကြောက်ချင်ကပိုတက်ဆီယမ်ကြောက်ချင်တစ်မျိုးတည်းသာဖြစ်ပါတယ်။ကြောက်ချင်ကိုကမ္ဘာတစ်လွှားမှာရေတန်းစင်ရမှာနဲ့ဂျိုင်းလေးနဲ့နေရာမှာအများဆုံးအသုံးပြုလေးရှိပါတယ်။ကြောက်ချင်ကိုဂရင်းအနာတွေဖနှောင့်ကွဲတာတွေကိုတက်တာစေဖို့အသုံးပြုနိုင်တယ်လို့ဂရင်းနံကောင်းစေဖို့လည်းအသုံးပြုနိုင်ပါတယ်။ကြောက်ချင်ကဈေးသက်သာသလိုယောဂတော်တော်များများအတွက်အိမ်တွင်းကုလုံးအဖြစ်လည်းအသုံးပြုပါတယ်။ကြောက်ချင်ကဆေးဘက်ဝင်သလိုကျန်းမာရေးကိုအထောက်အကူပြုပေမဲ့လည်းကိုယ်ရင်းဝေဒနာတွေအတွက်ကြောက်ချင်ကိုစားသုံးတဲ့အခါခန္ဓာကိုယ်အတွက်တင်းတင်းမျှတတဲ့ပမာဏဖြစ်ဖို့လိုအပ်ပါတယ်။ကြောက်ချင်ကိုအများအပြားစားသုံးမယ်ဆိုရင်ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ဒါကြောင့်ကြောက်ချင်ကိုကျန်းမာရေးနဲ့ညီညွတ်အောင်ဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ကြောက်ချင်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။နံပါတ်1ဂရင်းအနာတွေကိုတက်တာစေခြင်းပါးစပ်ထဲမှာအနာဖြစ်နေမယ်ဆိုရင်ကြောက်ချင်အနှဲငယ်ကိုယူအမှုန့်ကျိတ်ပြီးဂရင်းအနာပေါ်မှာဖိသိပ်ပေးပါနည်းနည်းတော့ဆက်ပြင်းပြင်းနိုင်နေဆိုပေမဲ့နောက်တစ်ရက်မှတက်တာသွားပါလိမ့်မယ်ခလေးငယ်လေးတွေမှာတော့မလုပ်သင့်ပါဘူးကြောက်ချင်မှုပမာဏများလွန်းသွားရင်ခလေးတွေမှာအနာဖြစ်စေနိုင်တာကြောင့်ပါစားအနှဲငယ်နဲ့ကြောက်ချင်အနှဲငယ်ကိုရောပြီးရေနွေးနဲ့ဖြောဆက်ထားတဲ့ဂရင်းဆေးရည်နဲ့အားလုံးချင်းပေးပါတစ်နေ့ကို2ကြိမ်ကနေ3ကြိမ်လုပ်ပေးနိုင်ပါတယ်ကြောက်ချင်မုံထည့်ထားတဲ့ဂရင်းဆေးရည်ကိုမျိုးမချမိအောင်တတိထားပါနံပါတ်2မျက်စိပြည်တဲ့နာကိုတက်တာစေခြင်းကြောက်ချင်ကမျက်စိပြည်တဲ့နာအတွက်လည်းကောင်းတယ်လို့ဆိုပါတယ်ကြောက်ချင်ကို12ခုအနှစ်နဲ့ရောဆက်ပြီးအသုံးပြုလို့ရပါတယ်ကြောက်ချင်ကိုနှစ်ချီပြီးထားလို့ရပါတယ်နံပါတ်3ခြေပနှောက်ကွဲတာကိုတက်တာစေခြင်းကြောက်ချင်မုံကခြေပနှောက်ကွဲတာကိုကုသရမှာလည်းအသုံးဝင်ပါတယ်ကြောက်ချင်ကိုအပူပေးအေးခံပြီးတဲ့နောက်မှာအမုံကျိတ်ပြီးအုံးစီနဲ့ရောဆက်ပြီးလိမ့်ပေးလို့ရပါတယ်နံပါတ်4မုတ်စိတ်ရိတ်တာအတွက်အသုံးပြုနိုင်ခြင်းကြောက်ချင်အရည်ကိုမုတ်စိတ်ရိတ်ပြီးတဲ့အခါလေးရှိပါတယ်ပထမဆုံးတစ်ချိန်မှာတော့ဘာမှသိသိတာမှမဟုတ်ပေမဲ့ဇက်တိုက်အသုံးပြုမယ်ဆိုရင်တော့အသားရည်အတွက်အကျိုးထူးတာကိုတွေ့ရှိရမှာဖြစ်ပါတယ်နံပါတ်5ရေတန့်စင်အောင်လှုပ်ဆောင်ပေးနိုင်ခြင်းကြောက်ချင်ကရေကိုတန့်စင်ပေးနိုင်တဲ့အစွမ်းတတိရှိပါတယ်ရှုပ်ရည်တွေကိုတန့်စင်စေပါတယ်ကြောက်ချင်ကရေထဲမှာပါတဲ့အနစ်တွေကိုစစ်ထုတ်အနေထိုင်စေနိုင်တဲ့အစွမ်းရှိပါတယ်နံပါတ်6ချွေးနှံပျောက်စေးရည်အဖြစ်အသုံးပြုနိုင်ခြင်းကြောက်ချင်မှာအနံ့ဆိုးတွေကိုတိုက်ဖြတ်နိုင်ပြီးဘက်တီးရီးယားတွေကိုတေးစေနိုင်တဲ့အစွမ်းတတိရှိတာကြောင့်ချွေးနှံပျောက်စေးအနေနဲ့လည်းအသုံးပြုနိုင်ပါတယ်နေ့စဉ်အသုံးပြုပေးဖို့တော့လိုအပ်ပါတယ်နံပါတ်9အမွှေးကျွတ်စေးအဖြစ်အသုံးပြုနိုင်ခြင်းကြောက်ချင်ကိုအမျိုးသမီးတွေမှာခန္ဓာကိုယ်မှာပေါက်တက်တဲ့မလိုလားအပ်တဲ့အမွှေးမြင့်တွေကိုဖယ်ရှားဖို့လည်းအသုံးပြုလို့ရပါတယ်နံပါတ်10အရေးအကြောင်းတွေကိုတက်တာစေခြင်းကြောက်ချင်ကအရေးပြားကိုတင်းရေးစေနိုင်တာကြောင့်မျက်နှာနဲ့လေပင်တစ်ဝိုက်မှာဖြစ်တဲ့အရေးအကြောင်းတွေကိုရောပါတက်တာစေဖို့အတွက်လည်းအသုံးပြုနိုင်ပါတယ်မျက်နှာအတွက်အဆိုးရက်ထိပ်ပြီးတဲ့လိမ့်စရာအနေနဲ့လည်းအသုံးပြုလို့ရပါတယ်နံပါတ်9ဝက်ချက်တွေကိုတက်တာစေခြင်းကြောက်ချင်ကိုကျုပ်အကာနဲ့ရောဆက်ပြီးဝက်ချက်နေအတွက်သုံးပြုလို့လည်းရပါတယ်ကြောက်ချင်ကဝက်ချက်နေအတွက်လည်းအရန်ကောင်းပါတယ်နံပါတ်10တန်းကင်းစေနိုင်ခြင်းစပင်းမှာတန်းတွယ်နေရင်လည်းကြောက်ချင်ကိုအသုံးပြုပြီးတန်းကင်းအောင်လှုပ်ဆောင်လို့ရပါတယ်ကြောက်ချင်လက်ဖက်စီနဲ့ရေတို့ကိုရောဆက်ပြီးတန်းကင်းစေးအဖြစ်အသုံးပြုလို့ရပါတယ်နံပါတ်17ဂရင်းတန်းစင်စေးရည်အဖြစ်အသုံးပြုနိုင်ခြင်းဂရင်းထဲမှာဘက်တီးရီးယားတွေပေါက်ဖွားတာကဂရင်းနဲ့ဆိုရစေတဲ့အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်အဆိပ်တောက်ဖြစ်စေတဲ့အရာတွေနဲ့အက်ဆစ်တွေကြောင့်လည်းဂရင်းနဲ့ဆိုတာမျိုးရှိပါတယ်ဂရင်းကိုကြောက်ချင်ရည်နဲ့စီးကြောပေးတာကဘက်တီးရီးယားတွေပေါက်ဖွားတာကိုကာကွယ်ပေးနိုင်ပါတယ်နံပါတ်7အရွယ်မတိုင်ခင်အိုမေးရတာကိုတားဆီးပေးနိုင်ခြင်းကြောက်ချင်မုံမှာအရွယ်မတိုင်ခင်အိုမေးရတာကိုတိုက်ထုတ်ပေးနိုင်တဲ့အစွမ်းတတိရှိမှန်လူတော်တော်များများကမသိကြပါဘူးကြောက်ချင်မုံကအရွယ်မတိုင်ခင်အိုမေးရတာကိုတားဆီးပေးနိုင်တယ်လို့အရေးပြားကိုချုံမွေးတောက်ပစေပါတယ်နံပါတ်73စားဝတ်ချန်တွေကိုတက်တာစေခြင်းကြောက်ချင်မုံကိုရေသို့မဟုတ် rose water တို့နဲ့ရောဆက်ပြီးစားဝတ်ချန်တွေပေါ်သို့လိမ့်ပေးလို့ရပါတယ်မျက်နှာပေါင်းတင်လို့လည်းရပါတယ်နံပါတ်14ဂျိုင်းမဲတာကိုတက်တာစေနိုင်ခြင်းဂျိုင်းမဲတာတွေကိုကြောက်ချင်သုံးပြီးတက်တာအောင်လုပ်လို့ရပါတယ်နေ့စဉ်တော့အသုံးမပြုသင့်ပါဘူးနံပါတ်15မျက်ကွေးညို့တာကိုတက်တာစေခြင်းကြောက်ချင်ကိုမျက်ကွေးညို့တာအတွက်လည်းအသုံးပြုလို့ရပါတယ်
ကြောက်ချင်မုံကိုရေနဲ့ရောပြီးမျက်ကွင်းညို့တဲ့နေရာမှာအသုံးပြုပေးလို့ရပါတယ်။တတိထားအသုံးပြုဖို့တော့လိုအပ်ပါတယ်။နံပါတ်16တဲဝဲစားတာကိုတက်တာစေခြင်းကြောက်ချင်ကိုတဲဝဲစားတာအတွက်လည်းအသုံးပြုနိုင်ပါတယ်။ကြောက်ချင်မုံလက်ဖက်ရည်စွန်း2စွန်းသို့မဟုတ်3စွန်းကိုရေနွေးထဲထည့်ပြီးခြေထောက်စိမ်ပေးလို့ရပါတယ်။အနည်းဆုံးမိနစ်20စိမ်ထားပေးရမှာဖြစ်ပါတယ်။နံပါတ်19ဘောက်ပြောက်စေနိုင်ခြင်းခေါင်းလျှော်တဲ့အခါကြောက်ချင်အနေငယ်ထည့်လျှော်ပေးမယ်ဆိုရင်ဘောက်တွေကိုတက်တာစေပြီးဥယျာဉ်ပြရာရနာကိုတက်တာစေမှာဖြစ်ပါတယ်။အများကြီးမတုံ့မိဖို့တော့သတိပြုရမှာဖြစ်ပါတယ်။သတိထားရမယ့်အချက်တွေကတော့ကြောက်ချင်ကိုအလွန်ကျွံသုံးဆွဲမယ်ဆိုရင်တော့သတိလစ်တာနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာတွေကိုခံစားရနိုင်ပါတယ်။အရေးပြားမှာအသုံးပြုမယ်ဆိုရင်ဓာတ်မတည့်အရင်စမ်းဖို့လိုအပ်ပါတယ်။ဒါကအိမ်မက်ကုတုံးသာဖြစ်တဲ့အတွက်ကိုယ်မှခံစားနေရတဲ့ဝေဒနာမတက်တာဘူးဆိုရင်တော့ကြောက်ချင်ကိုပဲအာမကိုပဲတက်ကြွနားလည်တဲ့သူနဲ့ပြသသင့်ပါတယ်။